ကြပြလေးတစ်ပုဒ်လောက်ရုပ်ပြချင်ပါတယ်ကြပြရဲ့ခေါင်းစဉ်ကိုတော့သွားတော့ဂျွန်နီသွားတော့လို့ခေါင်းစဉ်ပေးထားပါတယ်သွားတော့ဂျွန်နီသွားတော့ဂျွန်နီရဲ့အုံနောက်ကရှောက်သီးလောက်ရှိတယ်နှလုံးသားကပန်းသီးလောက်ရှိတယ်အစာအိမ်ကကြတော့တထွာလောက်ရှိတယ်အတိုင်းအတာကစကွာတာပဲတခါတလေအုံနောက်နဲ့နှလုံးသားစဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ခံစားမှုဟာစာဝတ်နေရေးကိုကြော်ဖို့ခတ်တာဘာစမ်းမလဲရုပ်ဝါဒကိုဗဟိုပြူးပြီးကဘာကြီးကလဲနေတာပါပဲဂျွန်နီရေမယုံဘူးလားမယုံဘူးလားကွလက်စပီကကနေလှိုင်းသားရပင်လုံဈေးအထိရုပ်ဝါဒသမားတွေကြီးပါပဲကွာဈေးကြီးတန်တွေကိုင်းပြီးလူချင်းကြိုက်စားနေကြတာကွငစိမ့်တန်းရံပွဲကနေကဘာစစ်ကြီးအစုံရုပ်ဝါဒကိုပဲကြည့်ကြတာပါကွာငါပြောမယ်ဂျွန်နီစားဝတ်နေရေးအဆင်ပြေမှအသေးကကွဲလို့ကောင်းတာကွမစ္စတာချန်ဒလာကိုသဘောကျတယ်လို့မင်းပြောဘူးတယ်နော်စနစ်တစ်ခုရဲ့အပြင်ဘက်ကိုခုံထွက်နိုင်အောင်လုပ်ကွာ system တစ်ခုတည်းကဘယ်ပင်နေရန်ကိုမဆိုဖြုတ်လဲပြစ်လို့ရလောက်အောင်ချမ်းသာမှမင်းအဆင်ပြေမှာဂျွန်နီနေအောင်ငါပြောတာတွေကိုအကုန်မယုံနဲ့ဂျွန်နီငါရုပ်ကိုကြည့်ပြီးယုံရင်တော့မင်းအလိန်ခံရလိမ့်မယ်မျက်လက်ဆရာဟာကုတ်အင်းကြီးနဲ့တိတ်ကိုတက်ရက်တဲ့ကုတ်အင်းကြီးနဲ့အစိုးရလူကြီးတွေလည်းကုတ်အင်းကြီးနဲ့တေချာမှတ်ထားလူကြိုက်များနေရင်တတိတာထားကြက်တတိထားတော့ကောင်လေးမိသားစုပြိုကွဲရင်ဖြစ်တယောက်ယောက်ကသစ္စာဖောက်ရင်ဖြစ်စစ်ဖြစ်ရင်ပဲဖြစ်ချစ်ရသူတွေဟာခွဲနေရလိရှိတယ်ငါ့ကိုထားခဲ့ဂျွန်နီတော်တော့ဂျွန်နီတော်တော့မင်းလူကောင်းလေးဖြစ်ကြောင်းပြဖို့ငါအရက်ပလင်းထဲရေရိုးမသွားနဲ့အောင်ကွာချမ်းသာခဲ့တဲ့ငါတော့စပင်ညက်ရေချိုးပြီးမှဒီအရက်ကိုအကျွေးဝယ်ခဲ့ရတာတင်သူပါကျွန်တော်ရဲ့တော်တော့ဂျွန်နီတော်တော့ဆိုတဲ့ကြပြလေးကိုအဆုံးထိနားဆင်ခန်းစားပေးကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ